ကဘာပေါ်မှာခီးသွားရတာအခက်အခဲဆုံးနဲ့ကုန်ကျစရိတ်အများဆုံးလူတစ်ယောက်ရှိပါတယ်အဲ့ဒါကတော့အမေရိကန်သမ္မတဖြစ်ပါတယ်သူခီးတစ်ခုသွားဖို့ပြင်ဆင်လိုက်တိုင်းမှာတနိုင်ငံလုံးကစစ်တပ်ထောင်လန်းရင်းနဲ့ခင်မီဒီပညာတွေအကုန်လုံးလှုပ်ရှားကြရတာပါအဲ့ဒီအနီးကပ်လုံခြုံရေးဗျူဟာတွေနဲ့ကာကွယ်ရေးစနစ်တွေကတော့တကယ်ကိုလက်ဖြားခါလောက်ပါတယ်ပြောရရင်သမ္မတစီးတဲ့လေယာဉ်ကြီးကနျူကလ িয়ার ပေါက်ကွဲလို့ထွက်လာတဲ့လျှက်စစ်တန်လိုက်လိုင်းတွေကိုခံနိုင်ရှိတယ်လို့သူစီးတဲ့ကားကလည်း rocket အမြောက်နဲ့တည်ပြစ်မယ်ဆိုရင်တော့ဖြုံသွားမှာမဟုတ်ပါဘူးဒါပေမဲ့ဒီလိုကာကွယ်ရေးစနစ်တွေဖြစ်မလာခင်တုန်းကလည်းစိတ်မကောင်းစရာအတိတ်ကသင်ခန်းစာတစ်ခုလည်းရှိနေခဲ့ပူပါတယ်အဲ့ဒါကြောင့်ပဲသမ္မတတွေရဲ့လုံခြုံရေးဗျူဟာကလုံးဝကိုပြောင်းလဲသွားရတာပါဒီနေ့ဗီဒီယိုမှာတော့ကမ္ဘာဩဇာအကြီးဆုံးပုဂ္ဂိုလ်တစ်ယောက်ရဲ့ခီးစဉ်တွေနောက်ွယ်မှာလူသိနေတဲ့လစ်ဝက်ချက်လုံခြုံရေးနည်းစနစ်တွေနဲ့ကုန်ကျစရိတ်တွေအကြောင်းတင်ဆက်ပေးတော့မှာပို့အဆုံးထိကြည့်သွားဖို့ဖိတ်ခေါ်လိုက်ပါတယ်အပိုင်း1 Air Force One အမေရိကန်သမ္မတခီးထွက်တဲ့အခါဒေါ်လာတန်းနဲ့ချီကုန်ရတဲ့ပထမဆုံးအချက်ကတော့လေကြောင်းစရိတ်ပါသမ္မတစီးတဲ့ Air Force One ဆိုတဲ့နျူကလ িয়ার ပေါက်ကွဲမှုကနေထွက်လာတဲ့အပူရှိန် PR line နဲ့ပြင်းထန်တဲ့ရေဒီယိုတက်တူကြွမှုတွေကိုခံနိုင်ရှိအောင်တိစောက်ထားတာပဲဖြစ်ပါတယ်အဲ့ဒါထက်ပိုလန်းတာကသမ္မတကြီးမြေပေါ်ခြေမချခင်ကလေးကသူ့ရဲ့ကားတန်းကြီးတစ်ခုလုံးကလည်းအဲ့ဒီနိုင်ငံစီကိုကြိုရောက်နေကြတာပါ C-17 စစ်သုံးကုန်တင်လေယာဉ်ကြီးတွေနဲ့တန်ကြပ်ကားတွေရဟတ်ယာဉ်တွေကိုအစောကြီးကလေးကကြိုတင်တည်ယူထားရလို့ပဲဖြစ်ပါတယ်ဒါကြောင့်သမ္မတကြီးခြေလန်းတလန့်မချသေးခင်ကလေးကဒေါ်လာတန်းနဲ့ချီစတင်ကုန်ကျနေပါပြီအပိုင်းနဲ့လမ်းပေါ်စနစ်နဲ့ရှေ့ပြေးတက်ဖွဲ့များမြေပြင်ပေါ်ရောက်ပြီဆိုတာနဲ့သမ္မတကြီးရဲ့ကာရန်ကြီးကထွက်ခါဖို့အဆင်သင့်ဖြစ်နေပါပြီဒါပေမဲ့ရိုးရိုးကာရန်မဟုတ်ပဲလုံခြုံရေးအပြည့်နဲ့စနစ်တကျဖွဲ့စည်းထားတာပါအရှိဆုံးမှာတော့လမ်းရှင်းပေးတဲ့ရှေ့ပြေးဖွဲ့ကအရင်ဆုံးစတင်လှုပ်ရှားရပါတယ်အဲ့ဒီထဲမှာ route နဲ့ pilot တို့လိုမျိုးကားတွေကပင်မကာရန်ကြီးရဲ့ရှေ့ကနေကြိုမောင်းပြီးတော့လမ်းကြောင်းပေါ်ကအန်ဒီရရှိနိုင်တာတွေကိုအရင်ဆုံးစစ်ဆေးပါတယ်သူတို့နောက်ကမှာတော့ sweeper လို့ခေါ်တဲ့ရဲမော်တော်ဆိုင်ကယ်ကြီးတွေကက်လီရဲ့လိုက်ပါလာပါတယ်။ဖျက်သွားမဲ့လမ်းစုံလမ်းကားတွေနဲ့ရင်ကျော်အလုံးကိုပိတ်ဆို့ရှင်းလင်းပစ်ပါတယ်။ဆိုလိုတာကသမ္မတကာရန်ကြီးမရောက်ခင်ကတည်းကလမ်းကြောင်းတစ်ခုလုံးကိုအရက်သားကားတွေလုံးဝမရှိဘဲရှင်းနေအောင်လမ်းဖွင့်ပေးလိုက်တာဖြစ်ပါတယ်။အပိုင်း3အဓိကကွက်ကဲမှုနဲ့တိုက်ခိုက်ရေးဗဟိုချက်လမ်းကြောင်းတွေရှင်းလင်းပြီဆိုရင်တော့လုံခြုံရေးအတွက်အသက်သွေးကြောဖြစ်တဲ့ကွက်ကဲမှုတပ်ဖွဲ့ဝင်လာပါပြီ။ပထမဆုံးကားကတော့အမိုးပေါ်မှာ internal တက်ဆင်ထားတဲ့ electronic counter measure ဆိုတဲ့စစ်စင်ရေးကားကိုတွေ့ရမှာပါ။သူကဘေးပတ်ဝန်းကျင်က radio line တွေနဲ့ဖုန်းလိုင်းတွေကို high power line တွေသုံးပြီးတောက်လျှောက်ပိတ်ဆို့ပေးထားတာပါ။ဒါကြောင့်လမ်းဘေးထောင်ဘုံတွေကိုအဝေးထိန်းခလုံးနဲ့လမ်းဖောက်ခွဲဖို့ဘလို့မှမဖြစ်နိုင်တော့ပါဘူး။အဲ့ဒီနောက်မှာတော့ကဘာကျော် The Beast လို့နာမည်ကြီးတဲ့သမ္မတစီးတဲ့ကားကြီး2စီးလိုက်ပါလာပါတယ်။စိတ်ဝင်စားဖို့ကောင်းတာကဒီကား2စီးကပုံစံချင်းတစ်ထည်ရတဲ့တူနေတာမို့လို့တိုက်ခိုက်မဲ့သူတွေအနေနဲ့ဘယ်ကားထဲမှာသမ္မတပါနေတယ်လဲဆိုတာကိုလုံးဝခွဲခြားလို့မရပါဘူး။ The Beast ကားကြီးတွေရဲ့နောက်မှာတော့ Half-Vet လို့ခေါ်တဲ့သမ္မတရဲ့အနီးကပ်ကိုရန်တော် Secret Service အဖွဲ့ရှိပါတယ်။သူတို့နောက်မှာတော့ Rifle ပြင်းစားတွေကင်ဆောင်ထားတဲ့ CAT တိုက်ခိုက်ရေးအဖွဲ့တွေကလက်နက်အပြည့်စုံနဲ့အသင့်စောင့်ကြပ်လိုက်ပါလာပါတယ်။သူတို့ရဲ့တာဝန်ကတော့လမ်းမှာခြုံကိုတိုက်ခိုက်လာရရင်သမ္မတကားဘေးကင်းကင်းနဲ့လွတ်မြောက်သွားနိုင်ဖို့ရန်သူကိုအပြင်းထန်ဆုံးတံပြန်တိုက်စစ်ဆင်ပြီးတော့ချိန်မုံပေးရမှာဖြစ်ပါတယ်။အပိုင်းလေးအနောက်တိုင်းပံ့ပိုးမှုနဲ့ဤပညာသုံးကားများကားတန်းရဲ့အလဲပိုင်းနဲ့နောက်ပိုင်းမှာတော့ပံ့ပိုးရေးနဲ့ဤပညာပိုင်းဆိုင်ရာကားတွေအလုံးရင်းနဲ့ပါဝင်လာပါတယ်။အရင်ဆုံး control နဲ့ support ကားတွေကတော့သမ္မတရဲ့အဓိကအဖွဲ့ဝင်တွေ Tato Secret Service အဖွဲ့တွေနဲ့အရေးပေါ်အခြေအနေတွေအတွက်သမ္မတရဲ့ personal doctor တွေကိုခေါ်လာတာပါ။သူတို့ရဲ့နောက်မှာတော့သမ္မတရဲ့လှုပ်ရှားမှုတွေကိုကဘာတိအောင်သတင်းထုတ်ပြန်ဖို့သတင်းတောက်တွေစီးလာတဲ့ဘန်ကားတွေပါသလိုကားရန်တစ်ခုလုံးရဲ့ဆက်သွယ်ရေးနဲ့လုံခြုံရေးကိုဗဟိုကနေညှိနှိုင်းပေးတဲ့ ID ကားလည်းရှိနေပါတယ်။ဒါတွေမကသေးပါဘူး။အကယ်၍ဓာတ်လက်နက်နျူကလ িয়ার လက်နက်တွေနဲ့တိုက်ခိုက်လာခဲ့ရင်ချက်ချင်းတုံ့ပြန်ကောက်ွယ်ပေးမဲ့ hazmat ကားတွေကလည်းပါဝင်ပါသေးတယ်။ဒီဘက်တွေရဲ့အနောက်မှာတော့အမိုးပေါ်မှာ Jodu Internet ကြီးတက်ဆင်ထားတဲ့ The Road Runner လို့ခေါ်တဲ့ဆက်သွယ်ရေးကားကြီးလည်းရှိနေပါတယ်။ဒီကားက American Pentagon စစ်ဌာနချုပ်နဲ့တိုက်ရိုက်ချိတ်ဆက်ထားလို့သမ္မတခီးထွက်နေရင်တောင်စစ်တပ်နဲ့အစိုးရအဖွဲ့တစ်ခုလုံးကိုလုံခြုံရေးကုတ်တွေတုံးပြီးတော့တိုက်ရိုက်အမိန်ပေးကွက်ကဲနိုင်တာဖြစ်ပါတယ်။အပိုင်းကကားရန်ရဲ့အပိတ်အဖွဲ့များကားရန်ကြီးရဲ့နောက်ဆုံးပိုင်းမှာတော့ဒဏ်ရာရသူတွေကိုချက်ချင်းအရေးပေါ်ကယ်ဆယ်နိုင်ဖို့အတွက် ambulance car တစ်စီးကကပ်ပါလာပါတယ်။ပြီးတော့ဟိုးနောက်ဆုံးမှာတော့ rear guard လို့ခေါ်တဲ့ဒေသခံရဲကားတွေကကားရန်ကြီးရဲ့အနောက်ကိုအရက်သားကားတွေကပ်မလိုက်နိုင်အောင်လို့လမ်းကြောင်းထဲဝင်မလျှော့အောင်ပိတ်ဆို့မောင်းနေလာကြပါတယ်။အပိုင်း6 The Beast ကားကြီးရဲ့အသေးစိတ်တိစောက်ပုံအခုလက်ရှိသမ္မတစီးနေတဲ့ The Beast ကားကြီးကိုတော့General Motor Company ကသမ္မတတဦးရဲ့အတွက်တည်တဲ့အထူးဒီဇိုင်းထုတ်လုပ်ပေးထားတာပါအပြင်ပန်းကြည့်ရင်ဇင်ခံကအကောင်းစားပုံစံပေါက်နေပေမဲ့တကယ်တမ်းတော့ကားရဲ့လေးလံလွန်းတဲ့ဝိတ်ကိုခံနိုင်ရှိအောင်ကုန်တင်ထရက်ကားအကြီးစား chassis ပေါ်မှာအခြေခံတိစောက်ထားတာဖြစ်ပါတယ်ခံနိုင်ရင်မြင်မာတဲ့အကာအကွယ် plate ပြားတွေကြောင့်ကားတစ်စီးလုံးရဲ့အလေးချိန်ကပေါင်1000ခွဲကနေ2000နီးပါးအထိရှိပါတယ်ဒါကလည်းတကားတစ်ချက်ရဲ့အထူတင်8လမ်းမခန့်ရှိနေတဲ့စစ်သုံးတန်ချက်ကားတစ်စီးလို့စောက်ထားလို့ပါပဲကားရဲ့အတွင်းခန်းတွေကိုလည်းဓာတုဗေဒဇီဝဗေဒလက်နက်တွေနဲ့တိုက်ခိုက်လာရင်အစိမ့်ငွေတွေမဝင်နိုင်အောင်လို့လေလုံစနစ်ထည့်သွင်းထားပါတယ်ဒါတင်မကသေးပဲအပြင်လူတွေအတွင်းဝင်မဆွဲနိုင်အောင်လို့တကားလက်ကင်တွေကိုဓာတ်လိုက်အောင်လုပ်လို့ရသလိုတနက်နဲ့အပြစ်ခံရရင်တောင်ဆက်မောင်းနိုင်မဲ့ run flat tire တွေကိုသုံးထားပါတယ်နောက်ဆုံးအဆင့်အနေနဲ့ရေးပေါ်အခြေအနေဖြစ်လာရင်အသက်ကန်နိုင်ဖို့အတွက်ကားထဲမှာသမ္မတရဲ့သွေးအမျိုးအစားနဲ့တူညီတဲ့
အရန်သွေးအိတ်တွေကိုပါအရန်စောင့်ထားတာဖြစ်ပါတယ်အပိုင်း9အန်ဒီရတွေကိုအချိန်နဲ့တပြေးညီကောက်ွယ်ပုံဒီကာရန်ကြီးကရန်သူတွေရဲ့ဘယ်လိုတိုက်ခိုက်မှုမျိုးကိုမဆို real time ပြန်လည်တုံ့ပြန်နိုင်စွမ်းရှိပါတယ်အကယ်၍လမ်းဘေးမှာထောင်ပုံးတွေရှိနေရင်ရှေ့ကသွားတဲ့ ECM electronic က line ပိတ်စနစ်တွေကိုသုံးပြီးတော့ဖုန်းလိုင်းတွေကိုဖျက်ထားလိုက်လို့ဘုံမကွဲသွားအောင်တားဆီးပေးလိုက်ပါတယ်နောက်ပြီးရန်သူစနိုက်ပါသမားတွေရဲ့အန်ဒီရကိုလည်းပုံစံတူကားနှစ်စီးသုံးပြီးလဲစားထားသလိုစနိုက်ပါကြီးစံတွေကို AAC တောင်းခံနိုင်မဲ့တန်ချက်ကကိုယ်တယ်နဲ့ကြီးကားမှန်အထူကြီးတွေသုံးပြီးကာကွယ်ထားပါတယ်တကယ်လို့အစိုးဆုံးအနေနဲ့ rocket ဒါမှမဟုတ် missile ဒုံးကျည်တွေနဲ့လှမ်းပစ်ခံရရင်တောင် The Beast နဲ့ EMC ကားတွေပေါ်ကနေ infrared smoke grenade လို့ခေါ်တဲ့အနီအောက်ရောင်ကြီးသုံးမီဂိုဘုံးတွေကိုချက်ချင်းပစ်ထုတ်ပေးလိုက်ပါတယ်ဒီမီဂိုတွေကကာရန်ကြီးကိုမက်ဆီရှိကနေပျောက်ကွယ်သွားစေပြီးတော့အပူရှာဖွေစနစ်သုံးဒုံးကျည်တွေရဲ့ lock-on စနစ်ကိုပျက်စီးသွားစေပါတယ်ဒီတော့ဒုံးကျည်တွေလမ်းလွဲသွားပြီးတော့သမရကဘေးကင်းရာကိုအချိန်မီထွက်ပြေးနိုင်တာပဲဖြစ်ပါတယ်အပိုင်း၈1963ခုနှစ်ရဲ့သင်ခန်းစာလမ်းမပေါ်ကဒီလိုလုံခြုံရေးမြင့်ကားတွေကဖြစ်လာရတဲ့နောက်ွယ်မှာတော့သမိုင်းမှာစိတ်မကောင်းစရာနေတနေရှိခဲ့ပူပါတယ်အဲ့ဒါကတော့1963ခုနှစ် Dallas မြို့မှာ American သမ္မတ John F Kennedy လှုပ်ကြံခံရမှုရဲ့သင်ခန်းစာပဲဖြစ်ပါတယ်အဲ့ဒီတော့ကသမ္မတကမိုးဖွင့်ကားနဲ့ပြည်သူတွေကိုလက်ပြနှုတ်ဆက်ရင်းလမ်းမပေါ်ဖြတ်မောင်းလာခဲ့ပါတယ်ဒါပေမဲ့မထင်မှတ်ထားတဲ့အချိန်မှာပဲအနီးနားကအဆောက်အဦပေါ်ကနေစနိုက်ပါသမားကသမ္မတကိုလှုပ်ကြံခဲ့ပါတယ်ဒီလိုကာကွယ်ရေးအားနည်းချက်ကြောင့်ပဲသမရရဲ့ခေါင်းတက်တဲ့မှန်ပြီးတော့နေရာမှာတင်ပွဲချင်းပြီးသုံးမသွားခဲ့ရတာပါဒါကိုတိတိကျကျမြင်သွားအောင်သမရကနေဒီရဲ့1961ခုနှစ်ထုတ်ကားနဲ့ဒီနေ့ခေတ် The Beast ကားကြီးကိုရှင်းကြည့်ရအောင်ပါပထမဆုံးကတော့ဒီဇိုင်းဥတီချက်ပါကနေဒီရဲ့ Lincoln ကားကပြည်သူတွေနဲ့နီးနီးကပ်ကပ်မြင်သာဖို့ဇင်ခံဖို့နဲ့ပွင့်လင်းဖို့ကိုပဲအဓိကထားခဲ့ပါတယ်ဒါပေမဲ့ The Beast ကားကတော့အပြင်လောကကနေကြီးတန့်ခွဲထုတ်ပြီးတော့တန်ချက်ကာအပြည့်နဲ့ရှင်တန်လွတ်မြောက်ဖို့ကိုပဲဥတီထားပါတယ်ဒုတိယကတော့အမိုးစနစ်ပါသမရကနေဒီရဲ့ကားကအပေါ်ကနေပြည်သူတွေကိုလက်လန့်ပြလို့ရတဲ့အမိုးဖွင့်ကားမျိုးစားဖြစ်ပြီးတော့ The Beast ကတော့ဘလို့မှဖွင့်လို့မရတဲ့ပုံသေးတန်ချက်ကအမိုးကြီးတက်ဆင်ထားတာပါတတိယကတော့ထိုင်ကုန်တိဆောက်ပုံမှာသမရကနေဒီကားကသမရကိုလူတွေအများကြီးမြင်အောင်လို့ထိုင်ကုန်တွေကိုအမြင်ကြီးတိဆောက်ထားပါတယ် The Beast ကတော့အပြင်ကနေတနက်နဲ့လှမ်းပြီးတော့မမြင်နိုင်အောင်ထိုင်ကုန်တွေကိုအနိုင်ဆုံးချထားပြီးတော့အကာအကွယ်တွေနောက်ွယ်မှာပွက်ထားတာပါနောက်ဆုံးကတော့တန်ချက်ကစနစ်ပါသမရကနေဒီကမှာတန်ချက်ကစနစ်လုံးဝမပါသလောက်နဲခဲ့ပေမဲ့ဒီနေ့ခေတ် The Beast ကတော့ Titanium နဲ့ Steel Alloy တန်ချက်ကာတွေကိုရှစ်လက်မအထူတကားတွေနဲ့ဘုံတန်ခံရတဲ့စနစ်တွေအပြည့်အဝပါဝင်လာတာပဲဖြစ်ပါတယ်ဒီပြည့်ဆိုကြီးရဲ့နောက်ွယ်မှာတော့ Secret Service အဖွဲ့ကသမရတွေကိုမိုးဖွင့်ကလုံးဝမစီးခိုင်းတော့ပါဘူးသမရကနေဒီရဲ့ကားကိုတောင် Titanium တန်ချက်ကာတွေကြီးကမှန်တွေနဲ့တေချာပြန်မွမ်းမံပြီးမှနောက်သမ္မတတွေကိုဆက်ပေးစီးခဲ့တာပါဒါဟာအမေရိကန်သမ္မတရဲ့ကားတွေကိုဒီနေ့ခေတ်လိုတန်ချက်ကမှန်လုံကားကြီးတွေအဖြစ်စပြီးပြောင်းလဲပစ်လိုက်တဲ့သမိုင်းအလှည့်ပြောင်းပဲဖြစ်ပါတယ်ဒီနေ့ခေတ်ဒီအမေရိကန်သမ္မတခီးသွားရင်ကုန်ကျစရိတ်တွေကတန်းနဲ့ချီပြီးရှိနေတော့မှာပဲဒါကလည်းသမ္မတရဲ့လုံခြုံရေးကကဘာကြီးရဲ့တည်ငြိမ်မှုကိုပါထိန်းညှိပေးရတဲ့အထိကိုအလွန်ရေးကြီးနေလို့ပဲဖြစ်ပါတယ်တစ်ဖက်ကပြန်တွေးကြည့်ရင်တော့ဒေါ်လာတန်းချီတန်တဲ့ဒီလုံခြုံရေးကစားကွက်ကြီးကအမေရိကန်ရဲ့စစ်ရေးနဲ့ဤပညာအင်အားကိုတစ်ကမ္ဘာလုံးသိအောင်လမ်းမပေါ်ထုတ်ပြနေတဲ့ပြောက်ကတစ်ခုလည်းဖြစ်ပါတယ်ကျွန်တော်ခုတင်ဆက်ပေးလိုက်တာကတော့အမေရိကန်သမ္မတရဲ့ကာရန်ကြီးနောက်ွယ်ကမြုံနှံစရာလုံခြုံရေးလျှို့ဝှက်ချက်တွေပဲဖြစ်ပါတယ်ဒါဆိုရင်ခုကြည့်နေတဲ့မိတ်ဆွေတွေကဘယ်လိုမြင်ပါသလဲဗီဒီယိုကိုအဆုံးထိကြည့်ပြီးတော့အားလုံးကိုကျေးဇူးတင်ပါတယ်နောက်ထပ်လည်းစိတ်ဝင်စားစရာကောင်းတဲ့ဗီဒီယိုတွေကိုတင်ဆက်ပေးဦးမှာဖြစ်လို့ channel လေးကို subscribe လုပ်ထားပြီးတော့စောင့်ကြည့်ပေးပါအောင်လို့တောင်းဆိုလိုက်ပါတယ်ကျွန်တော်ကတော့ကြည်စိုးဝင်းပဲဖြစ်ပါတယ်နောက်တဲ့ဗီဒီယိုမှာပြန်တွေ့ပါမယ်ခင်ဗျာ